တမဟော်ယမနဲ့ဂျေးလက်ဒေတာဖွံ့ဖြိုးရေးဝန်ကြီးဌာနပြောင်းစင်ဝင်ကြီးဦးမျိုးစောသိန်းဟာသက်ဆိုင်ရာတာဝန်ရှိသူများနဲ့အတူဒီနေ့မနက်ပိုင်းကရန်ကုန်တိုင်းဒေသကြီးတမဟော်ယမကောလိပ်ဖောင်ကြီးတို့ရောက်ရှိပြီးကောလိပ်ဘတ်စုံသုံးခမ်းမမှာကောလိပ်မှအကြောင်းအကြီးနဲ့ဝန်ထမ်းများလေကူခရိုင်အတွင်းမှဝန်ကြီးဌာနကွက်ကဲမှုအောက်ရှိဦးစီးဌာနများမှဝန်ထမ်းများနဲ့တွေ့ဆုံရန်တမဟော်ယမကောလိပ်ဖောင်ကြီးမှအကြောင်းအုပ်ကြီးရဲ့ရှင်းလင်းတင်ပြမှုပေါ်ပြောင်းစင်ဝင်ကြီးကတမဝရမစနစ်လူမှုစီးပွားဖွံ့ဖြိုးရေးကျေးလက်ဖွံ့ဖြိုးရေးနဲ့ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကိုကျောင်းသားကျောင်းသူများသိရှိစေရေးတင် जा ပေးရန်နဲ့ပြန်လည်အသုံးချနိုင်ရန်လိုအပ်ကြောင်းပြောကြားပြီးဝန်ထမ်းများရဲ့တင်ပြမှုများကိုဖြည့်ဆည်းဆောင်ရွက်ပေးကကောလိပ်ဝင်တွင်ရှိစာသင်ဆောင်များစာကြည့်တိုင်းဝန်ထမ်းအိမ်ယာများကိုလှည့်လည်ကြည့်ရှုကာပြောင်းစည်းဝင်ကြီးကလိုအပ်တာများဖြည့်ဆည်းဆောင်ရွက်ပေးပါတယ်ဆက်လက်ပြီးလဲကူမြို့နယ်ရဲမွန်ခင်မီစံပြကျေးရွာတို့တောက်ရောက်ပြီးဂျေးလက်ဒေတာဖွံ့ဖြိုးတိုးတက်ဦးစီးဌာနကဂျေးလက်စီးပွားမြန်မာရေးစီမံကိန်းအစုအဖွဲ့စနစ်နဲ့ဆောင်ရွက်ထားတဲ့ဦးစိုးနိုင်ရဲ့နိုဇာနွားမွေးမြူရေးလုပ်ငန်းနဲ့ဖန်ဝါနိုဇာနွားမွေးမြူရေးလုပ်ငန်းတို့ကိုကွင်းဆင်းကြည့်ရှုပြီးကျေးရွာဓမ္မယုံမှာဒေသခံပြည်သူများနဲ့တွေ့ဆုံကဒေသအတွက်ကုန်ကျန်းများကိုအသုံးပြုပြီးတန်မိုးမြင့်ထုတ်ကုန်များထုတ်လုပ်နိုင်ရေးစ조사ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်းဆွေးနွေးမှာကြကဒေသခံပြည်သူများရဲ့တင်ပြချက်များကိုပေါင်းဆက်ဖြည့်ဆည်းဆောင်ရွက်ပေးပါတယ်။အိမ်နောက်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းအကောင့်ထည့်ဖော်ဆောင်ရွက်မဲ့ဝနက်ကုံမြောက်ကျေးရွာအဝိုင်းအထက်ကျေးရွာနဲ့အင်းတဝဲကျေးရွာတို့အတွက်ကျေးရွာတရားလျင်စီမံကိန်းရန်ပုံငွေကျပ်350စီကို၎င်းကျေးလက်စီးပွားမြန်မာရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်းအကောင့်ထည့်ဖော်ဆောင်ရွက်မဲ့အလံကပိုကျေးရွာအတွက်စီမံကိန်းရန်ပုံငွေကျပ်300ကို၎င်းတမဝရမဦးစီးဌာနမှတက်တန့်ရောင်စီမံကိန်းစနစ်ကြသောအစုဖွဲ့စနစ်ဖြင့်စိုက်ပျိုးရေးအကောင့်ထည့်ဖော်ဆောင်ရွက်မဲ့ဟိုင်းကူကျေးရွာဗိုက်ကြီးဝဲကျေးရွာနှင့်ဝိနဒစံပြကျေးရွာတို့ကိုမြို့နယ်သွင်းရစုများဝယ်ယူနိုင်ရေးအတွက်ငွေကျပ်688သိန်းတို့ကိုကျေးရွာကော်မတီဝင်များထံလွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရှိရပါတယ်ရှင်။